ကလေးလေးတွေကိုပထမဆုံးဖြည့်ဆက်စာစကြည့်ရမယ်ဆိုရင်ဘာတွေလိုအပ်လဲဘာတွေဝယ်ရမလဲဒီနေ့မှာတော့ကလေးဖြည့်ဆက်စာစကြည့်ရမယ်ဆိုရင်အလိုအပ်ဆုံးပစ္စည်းမျိုးကိုပြောပြပေးချင်ပါတယ်နံပါတ်1ကျိတ်ဆက်ကလေးလေးတွေကမိခင်နိုးကနေပြီးတော့အစားအစာပုံစံအသစ်ကိုစတင်မိတ်ဆက်ရမှာဖြစ်တဲ့အတွက်မိမိတို့ကအဖက်ကြီးကြီးကျွေးတာမကြည်မညက်တာကြီးကျွေးရရေးလုပ်လို့မရပါဘူးကလေးရဲ့အစာအရန်နုနယ်တရားဖြစ်တဲ့အတွက်ပြူရပုံစံခက်ပြပြအနေထားလေးတွေကနေပြီးတော့စပြီးကျွေးဖို့လိုအပ်ပါတယ်တကယ်လို့မိမိတို့က BN ဘလူနီးနဲ့ကြင့်မယ်ဆိုရင်တော့မှပဲကလေးလေးတွေကအသားလေးတွေစားတဲ့အခါမှာနင်နာမျိုးဖြစ်နိုင်တာဖြစ်တဲ့အတွက်ကျိတ်ဆက်ကလေးကတော့လိုအပ်နေသေးပါပဲနံပါတ်2ဆီလီကွန်စွန်ဆီလီကွန်ပကံလေးတွေပါကလေးလေးတွေကအစာစားခြင်းစိတ်ကိုပိုပြီးဖြစ်ပေါ်စေအောင်လို့ဒီလိုဆီလီကွန်ပကံလေးတွေရဲ့အယောင်ကနေလဲဆွဲဆောင်နိုင်တယ်လို့မိမိတို့ရဲ့ပကံလေးတွေကိုလှုပ်မပြည့်အောင်ကလေးရဲ့အားလေးခုံမောကနေပြည့်မချနိုင်အောင်လို့စုပ်ခွက်ပါတဲ့ဆီလီကွန်အမျိုးအစားလေးတွေကိုမိမိတို့ကရွေးချယ်ပြီးဝယ်ဖို့လိုအပ်ပါတယ်ဆီလီကွန်ပကံလေးတွေကိုသုံးပြီးတဲ့အခါမှာလည်းမှုံမတက်အောင်လို့ရေနွေးလေးနဲ့တေချာတန့်စင်ပေးတာတေချာလေးအချောက်ခံပေးတာတွေလုပ်ဖို့လိုအပ်ပါတယ်နံပါတ်3 feeding share လို့ခေါ်တဲ့ကလေးထမင်းစားခုံလေးတွေပါဒီလိုထမင်းစားခုံလေးတွေရွေးချယ်တော့မယ်ဆိုရင်ခုံအပုရွေးရမလားခုံအပြည့်ရွေးရမလားဆိုပြီးတော့မိမိတို့အရန်ဝေခေါ်ရခက်တယ်ပေါ့နော်မမီနစ်အနေနဲ့အကြံပေးရမယ်ဆိုရင် feeding share high share အမြင့်လေးတွေကို recommend လုပ်ချင်ပါတယ်ကလေးတွေ6လပြည့်လို့ဖြစ်စစာစကြွေးတဲ့အခါမှာတေချာကောင်းကောင်းမထိုင်တတ်သေးတဲ့ကလေးလေးတွေရှိရဲဆိုရင်နောက်ကိုဒီလိုမျိုးလေးမှီရဲ့အနေထားလေးနဲ့မိမိတို့ကကျွေးလို့ရပါတယ်ဒါမှမဟုတ်ပဲနဲ့ကလေးလေးတွေကမတက်ရက်ပြည့်ရဲ့အချိန်ရင်းစော့ခြင်းတဲ့အချိန်တွေရောက်ပြီဆိုလို့ရှိရင်လည်းဒီလို high share အမြင့်လေးတွေဆိုလို့ရှိရင်သူတို့အရန်ကြီးမထနိုင်ဘူးပေါ့နော်ခုံအပုလေးတွေဆိုရင်တော့တန်းထားလိုက်ရုံပဲဒါကြောင့်မို့လို့မိမိတို့ကစပြီးတော့ဖြစ်စတာစကြွေးပြီးဆိုတာနဲ့ခုံအမြင့်လေးနဲ့ကျင့်ပေးတာခုံလေးမှာကပတ်ပတ်ပေးတာတေချာလေးထိုင်မှုအတွက်ကျင့်ပေးရလေးတွေလိုအပ်ပါတယ်အဲ့ဒါတွေမကပဲမိမိတို့ခရီးသွားတဲ့အခါမှာလည်းဒီလိုခုံလေးတွေနဲ့ကျွေးတာဟာမိမိတို့အရန်ကိုတက်တာစေပါတယ်။ဒါမို့လို့ကလေးလေးကိုထမင်းစားခုံမှာကျင့်ပေးဖို့လည်းအရန်ကိုအားဆက်ရမယ့်အရာတွေမှာပါပါတယ်။နံပါတ်4တရေကန်ကလေးကိုဖြည့်ဆက်စာစကြွေးရမယ်ဆိုရင်ပေးပေါ်လာတွေကအရန်ကိုဖြစ်တတ်တဲ့အတွက်မိမိတို့ကဒီလိုတရေကန်လေးတွေလည်းလိုအပ်ပါတယ်။တရေကန်လေးတွေရွေးချယ်တဲ့အခါမှာစီရင်ကိုတရေကန်လေးတွေဒါမှမဟုတ်ဘဲနဲ့ပလတ်စတစ်လိုပုံစံမျိုးလေးတွေအဲ့လိုဝေးရတဲ့အင်ဂျီပုံစံလေးတွေလည်းရှိရပေါ့နော်။အဲ့ဒီထဲမှာကိုယ်ကလေးနဲ့ကိုက်ညီပြီးတော့တက်တောင့်တက်တာအဖြစ်ဆုံးတရေကန်မျိုးကိုရွေးချယ်ဝယ်ယူဖို့လိုအပ်ပါတယ်။နံပါတ်5ဒီအချက်ကလေးကတော့မိမိတို့အသိကျင်ဆုံးဖြစ်နေတဲ့အကြောင်းအရာလေးပါကလေးကိုဖြည့်ဆက်စာစကြွေးရမယ်ဆိုရင်ကလေးအတွက်တီးတဲ့ချက်ပြုတ်ဖို့အတွက်အိုးခွက်လေးတွေလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်အိမ်မှာအမြဲတမ်းသုံးတဲ့အိုးလေးတွေမှာစီရီစားတွေအယောင်တင်တွေချုံမုတ်တွေပါနေတာဖြစ်တဲ့အတွက်ကလေးရဲ့နှုတ်နယ်သေးတဲ့အစာရင်အိုးနဲ့ရန်ကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မို့လို့ကလေးတွေတီးတန့်ထားတဲ့အိုးခွက်ကလေးတွေကတော့အကောင်းဆုံးပါပဲဘလို့အိုးမျိုးစားလေးတွေရွေးချယ်လို့ရတယ်ဆိုရင်မီးလာတဲ့အချိန်မှာရောမီးပြတ်တဲ့အချိန်မှာရောချက်လို့ရမယ်ကြောက်အိုးလေးတွေစတီးအိုးလေးတွေခရစ်မတ်အိုးလေးတွေကိုရွေးချယ်ဖို့လိုအပ်ပါတယ်အဲ့ဒါတွေမကပဲမိမိတို့ကခရီးအမြဲတမ်းသွားရတဲ့မိမိတွေဆိုရင်ဒီလိုလျှက်စစ်အိုးလေးတွေလည်းရွေးချယ်လို့ရပါသေးတယ်ဒါပေမဲ့ဒီလိုအိုးလေးတွေကဆေးကြောတဲ့အချိန်မှာအခက်အခဲရှိနိုင်တာဖြစ်တဲ့အတွက်မိမိတို့ကကိုယ်အမြဲတမ်းသုံးမဲ့ပုံမှာမူတည်ပြီးတော့စဉ်းစားဖို့လိုအပ်ပါတယ်ကဲဒီလိုဆိုရင်တော့ဖြည့်ဆက်စာစကြွေးတဲ့အချိန်မှာဘာလေးတွေလိုအပ်လဲဘာလေးတွေဝယ်စုထားမလဲဆိုတာကိုမိမိတို့သိသွားမယ်လို့မျှော်လင့်ပါတယ်မိမိတို့သိချင်တဲ့အကြောင်းအရာလေးတွေရှိရဆိုရင်လည်း comment လေးမှာမှန်သွားလို့ရတယ်နော်ဖြည့်ဆက်စာ channel လေးတွေလေ့လာချင်တဲ့ဆိုရင်မမီနဲ့ရဲ့ account ထဲမှာဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်